အိုဆာကာရေးတဲ့ပန်းညံတစ်ခုလုံးမှာပန်းရောင်တန်းနေတဲ့ဆာကူရာပန်းတွေကြားမှာကျွန်တော်ရောက်ရှိနေပါတယ်။ဒီမြင်ကွင်းကတကယ်ကိုလှပလွန်းတယ်လို့တစ်ဖက်မှာလည်းဒီရေးတိုက်ကြီးရဲ့ကြောက်တိုင်းတွေကခိုင်မာလွန်းတာကိုတွေ့ရမှာပါ။ခုလိုဆာကူရာပွင့်နေရသည်မှာအိုဆာကာရေးတိုက်ကိုရောက်လာခဲ့တာကပန်းကြီးဖို့တက်တက်နေမဟုတ်ပဲရှိုးကွန်စီးရီးကို review ပေးနေတာကြောင့်လည်းပါပါတယ်။ဒါပေမဲ့ရုပ်ရှင်အကြောင်းမပြောခင်ကျွန်တော်ရောက်နေတဲ့ဒီနေရာကြီးရဲ့အောဖို့ကောင်းတဲ့ဒီဆောက်ပုံတွေကိုအရင်တင်ပြခြင်းပါတယ်ခင်ဗျာ။အိုဆာကာရေးတိုက်ကိုဝင်လိုက်ပြီဆိုတာနဲ့ပထမဆုံးသတိထားမိမှာကသူ့ရဲ့ကြီးမားလာတဲ့ကျုံကြီးတွေပါ။ဒီကျုံကြီးတွေကရန်သူတွေအလွယ်တကူမွေးနိုင်အောင်ဒီတတိုင်းကြီးတွေတစ်ခွဲကာထားတာဖြစ်ပြီးအနက်က6မီတာကနေတက်မှတ်ချက်လိုက်15မီတာလောက်ထိရှိပါတယ်။ဒီကျုံကြီးတွေရဲ့အကျယ်ဟာပေ100ကျော်ကနေ200ကျော်ထိရှိတတ်ပြီးအရင်ခေတ်ကအမြောက်ဆန်တွေတော့မကျော်နိုင်အောင်စနစ်တကျတွက်ချက်ထားတာပါ။ဒီကျုံကြီးတွေအထက်မှာရှိနေတဲ့ကြောက်တိုင်းကြီးတွေကမှတချို့ကြောက်တုံးကြီးတွေဆိုရင်ဒုတိယမကကြီးမားပြီးတာကိုအီရှိအော်တိုဘတ်စတုံးလို့ခေါ်ပါတယ်။ညနေပြင် area 59 စတူဒီယိုမီတာခန့်ရှိပြီးတန်ချိန်108တန်တောင်ရှိပါတယ်။ဒီလောက်ကြီးမားတဲ့ကြောက်တုံးတွေကိုအရင်ခေတ်ကအဝေးကြီးကနေဘလူးများတည်ယူတိဆောက်ခဲ့ကြတယ်လေဆိုတာစဉ်းစားကြည့်ရင်တော့အံ့ဩဖို့ကောင်းလာပါတယ်ခင်ဗျာ။ဒီကြောက်တုံးတွေကိုဆက်ရမှအင်္ဂလိပ်မသုံးပဲတရုံးနဲ့တရုံးအန်ကိုက်ဖြစ်အောင်ဖြတ်တောက်စီထားတဲ့ကီရီကိုမီဟာဂျီနီးပညာဟာငလျင်တန်ကိုတော့ကြံ့ကြံ့ခံနိုင်ရရှိစေပါတယ်။ဒီရဲတိုက်ဟာတမိုင်းတစ်လျှောက်1615ခုနှစ်နွေရာသီအိုဆာကာစစ်ပွဲလိုမျိုးပြင်းထန်တဲ့စစ်ပွဲတံတွေကြောင့်မီးလောင်မှုတွေမိုးကြိုးပစ်ခံရတာတွေကြောင့်အကြိမ်ကြိမ်ပျက်စီးခဲ့ရပေမဲ့ခေတ်ဆက်ဆက်ပြန်လည်မွမ်းမံတိဆောက်ခဲ့တဲ့အတွက်ကြောင့်လက်ရှိမြင်တွေ့နေရတဲ့ပေမမျှော်စင်ကတော့ကွန်ကရစ်နဲ့တေချာပြန်လည်တိဆောက်ထားတာပါ။ရဲတိုက်ဝင်ထဲမှာပဲတွေ့ရမယ်အိုဆာကာကိုတည်ထောင်သူတိုယိုတိုမီဟီဒေယိုရှိရဲ့ရုပ်ထုဟာဒီနေရာရဲ့မူလအရှင်သခင်ကိုဂုဏ်ပြုထားတာပါ။သူ့ရဲ့ဘေးနားမှာရှိတဲ့ဟိုကိုကူရှရင်ဖျားเจ้าဟာလည်းသူ့ကိုနတ်ဖျားတစ်ပါးအဖြစ်ကိုးကွယ်ကြတဲ့နေရာဖြစ်ပြီးဂျပန်လူမျိုးတွေအတွက်တော့အောင်မြင်မှုနဲ့ကံကောင်းခြင်းတွေကိုပေးတယ်လို့ယုံကြည်ကြပါတယ်။ဒီထဲမှာရှိတဲ့ရေကန်လေးတွေနဲ့တက်ရက်တဲ့ပန်းခြံတွေကစစ်မှတ်ဖြစ်ပွားခဲ့တဲ့တမိုင်းကြောင်းနဲ့စန့်ကျင်ဘက်အေးချမ်းမှုကိုပေးစွမ်းနေပါတယ်။ဒီလိုနဲ့ကျွန်တော်ရဲတိုက်ကြီးအတွင်းထဲကိုဝင်ဖို့အတွက်မိနစ်20လောက်တန်းစီပြီးလက်မှတ်ဝယ်ခဲ့ရပါတယ်။လက်မှတ်ကတော့ဂျပန်ငွေကြီးနဲ့1200ယန်ပဲရှိရဆိုပေမဲ့အပူချိန်20ဒီဂရီကျော်အောက်တန်းစီခဲ့ရတော့တော်ချွေးပြန်ခဲ့ပါတယ်။ရဲတိုက်ကြီးမှာအထက်8ထက်ရှိပြီးတစ်ထက်ချင်းစီမှာမတူညီတဲ့တမိုင်းကြောင်းတွေရှိနေပါတယ်။ပထမဆုံးတစ်ထက်ကတော့ဝင်းပေါက်ဖြစ်ပြီးနှစ်ထပ်မှာတော့စာမူတိုင်းဝစ်စုံတွေနဲ့ဓာတ်ပုံရိုက်ချင်သူတွေငှားရိုက်လို့ရတဲ့နေရာလေးလည်းရှိပါတယ်။3ထပ်နဲ့4ထပ်ဒီအထက်တွေကတော့တိုယိုတိုမီဟီဒေယိုရှိခေတ်ကလက်ရာတွေသူသုံးခဲ့တဲ့ပစ္စည်းတွေနဲ့တမိုင်းဝင်စာရွက်တွေကိုပြသထားတာပါ။သူသဖြင့်ဟီဒေယိုရှိရဲ့ရွှေလက်ဖက်ရေကန်တွေပါပြသထားပြီးဒီနှစ်ထပ်ကိုဓာတ်ပုံရိုက်ဖို့ကန့်သက်ထားပါတယ်။ငါးထပ်ကတော့1614 1615ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အိုဆာကာတိုက်ပွဲကြီးကိုမြင်ကွင်းကျယ်ပုံစံတူတွေနဲ့ပြသထားပါတယ်။ဆောင်းမတိုင်းတပ်ဖွဲ့ဝင်တွေရဲ့တိုက်ပွဲဝင်ပုံနဲ့ရှိုးကွန်ဇလန်းတွေကလိုအာနာလူဝယ်တွေဘလောက်ပြင်းထန်နေဆိုတာကိုမြင်နိုင်ပါတယ်။6ထပ်ဒီထက်ကတော့ဈေးညံလန်းဖြစ်ပြီးပြကွက်သိမ့်မရှိလာပါဘူး။9ထပ်မှာတော့ဟီရဲယိုရှိရဲ့စင်းရဲသားဘွားကနေဂျပန်တနိုင်ငံလုံးကိုစီးလုံးစေခဲ့တဲ့ခေါင်းဆောင်ကြီးဖြစ်လာတဲ့ဒီဘွားစကြောင်းကိုပုံရိပ်ရောင်ဤပညာတွေနဲ့ပြသထားပါတယ်။ရှစ်ထပ်မြောက်ဖြစ်တဲ့နောက်ဆုံးအထက်ကတော့အိုဆာကာမြို့ကြီးကို360ဒီဂရီမြင်နိုင်မှာပါ။ကဲဒါဆိုရင်ရှိုးကွန်စီးရီးကိုကြည့်ရင်အထောက်အကူပြဖို့အတွက်အိုဆာကာကိုတီထောင်သူတိုယိုတိုမီဟီဒေယိုရှိအကြောင်းလေးကိုပြောပြခြင်းပါတယ်
ဒီတိုင်းတမန်ဆိုင်ရာအချက်လက်တွေမသိပဲကြည့်လို့ရတယ်ဆိုပေမဲ့ဒါလေးတွေတည်တာတော့ပိုပြီးရတာမြောက်မယ်လို့ခံစားမိလို့ပါကဲဒါဆိုရင်စလိုက်ကြရအောင်တိုယိုတိုမီဟီဒေယိုရှိရဲ့ဘဝဟာ1539ခုနှစ်နာဂိုယာဒေသကစင်ရဲသားလယ်သမားမျိုးကနေမွေးဖွားခဲ့ပြီးငယ်စဉ်ကမြောက်ကလေးလို့ခေါ်ခံခဲ့ရတဲ့ရုပ်ရည်ရှိပေမဲ့ဉာဏ်ရည်ထက်မြက်သူပါဂျပန်နိုင်ငံကိုစတင်စူးစီးခဲ့တဲ့အိုဒါနိုဘူနာဂါစီမှာဖနက်ဆောင်အဖြစ်စစ်မှုထမ်းရကနေသူဟာနီးဗျူဟာပိုင်းနဲ့လူမှုဆက်ဆံရေးမှာထူးချွန်လွန်းတာကြောင့်စိတ်တေနာပတိအဆင့်တီတဟုန်ထိုးတက်လှမ်းနိုင်ခဲ့ပါတယ်1582ခုနှစ်မှာနိုဘူနာဂါတစ္ဆာဖောက်ခံရပြီးကွယ်လွန်သွားတဲ့အခါဟီဒေယိုရှိဟာ17ရက်အတွင်းမှာတင်တစ္ဆာပေါက်တွေကိုနှိမ်နင်းပြီးနိုဘူနာဂါရဲ့အမွေကိုစက္ကန့်ကဂျပန်တနိုင်ငံလုံးကိုစီးလုံးညီညွတ်အောင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါ့အပြင်အိုဆာကာရဲတိုက်ကြီးကိုတိစောက်ပြီးသူ့ရဲ့ဖုံးအာဏာကိုပြခဲ့တယ်လို့မြေတိုင်းတာမှုအသစ်တွေနဲ့အခွန်စနစ်ကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ဘဝနောက်ပိုင်းမှာတော့အာရှတိုက်ကြီးတစ်ခုလုံးကိုစိုးမိုးခြင်းနဲ့ရည်မှန်းချက်ကြောင့်ကိုရီးယားနိုင်ငံကိုကျူးကျော်ခဲ့ပေမဲ့ကြီးကျယ်စစ်ရှုံးနေခဲ့ရပြီးစစ်တီတော်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။သူ့ရဲ့ဘဝအကြီးမားဆုံးသောစိုးရိမ်မှုဟာသူအသက်ကြီးမှရခဲ့တဲ့တားငယ်ဟီဒေယိုရီအတွက်ဖြစ်ပြီးသူတည်ဆုံးတဲ့အခါတားဖြစ်သူကိုကာကွယ်ပေးဖို့အတွက်တိုကူဂါဝါအီယာဆိုပါဝင်အင်အားကြီး Regent 9 ဦးကိုခန့်အပ်ခဲ့ပါတယ်။ဒီဖြစ်ရဟာရှိုးကွန်စီရီတွေက Lord Taiko ရဲ့တည်ဆုံးမှုနဲ့ Lord Toranaga တို့ရဲ့အာဏာလူပွဲတွေအတွက်အဓိကဆင်မြေဖြစ်လာခဲ့ပါတယ်။1598ခုနှစ်မှာဟီဒေယိုရှိကွယ်လွန်သွားတဲ့အခါသူရည်မှန်းထားတဲ့တိုယိုတိုမီမျိုးနယ်ရဲ့ရေရှည်အုပ်ချုပ်မှုဟာပြိုလဲခဲ့ပြီးတိုကူဂါဝါအီယာစုကအာဏာကိုသိမ်းယူကာဂျပန်ကိုနှစ်ပေါင်း250ကျော်အုပ်ချုပ်မဲ့ရှိုးကွန်နှိတ်ကိုစတင်ခဲ့ပါတော့တယ်ခင်ဗျာ။ကဲဒီလိုအကြောင်းအရာလေးတွေတည်ပြီးပြီဆိုရင်တော့ရှိုးကွန်ဇလန်ကိုကြည့်ရတာပိုပြီးအတိတ်ပဲရှိလာမှာပါ။ဇလန်ထဲမှာကျွန်တော်တို့မြင်ရတဲ့ Lord Toranaga ဟာတကယ်တော့ဂျပန်သမိုင်းမှာအကျော်ကြားဆုံးဖြစ်ခဲ့တဲ့တိုကူဂါဝါအီယာစုကိုရည်ညွှန်းတာဖြစ်ပြီးသူ့ရဲ့ပြိုင်ဘက်တွေနဲ့အိုဆာကာရဲတိုက်ထဲမှာအာဏာလုကြတဲ့အခန်းတွေကဇလန်ရဲ့အသက်သွေးကြောပါ။စီးရီးရဲ့ထူးခြားချက်ကအိုဆာကာရဲတိုက်ရဲ့အတွင်ပိုင်းယဉ်ကျေးမှုတွေကိုအသေးစိတ်ပုံပေါ်ထားခြင်းပါပဲ။ဖြားလေးပေါ်ကလမ်းလျှောက်တန်ကစားလက်ဖက်ရည်တောက်ပွဲညီတက်မှုတွေထိဟာပြင်ပန်းကြည့်ရင်အေးချမ်းနေပေမဲ့နောက်ွယ်မှာတော့ဓာသားထက်ထက်ပိုကြောက်စရာကောင်းတဲ့စကလုံးစစ်ပွဲတွေရှိနေပါတယ်။တကယ်သမိုင်းမှာရောဇလန်ထဲမှာပါအိုဆာကာရဲတိုက်ဟာဘယ်သူကဂျပန်ကိုအုပ်ချုပ်မလဲဆိုတဲ့မေးခွန်းရဲ့အဖြေပဲဖြစ်ပါတယ်။ဒီရဲတိုက်ကြီးကိုသိမ်းပိုက်နိုင်တော့ဂျပန်တနိုင်ငံလုံးရဲ့အရှင်တခင်ဖြစ်လာမှာပါ။ဇလန်အသွားလာကိုကြိုတင်မသိရသေးခင်မှာတော့အိုဆာကာရဲတိုက်ရဲ့မြင်ကွင်းတိုင်းကပေးဆွတ်တဲ့လေးနက်မှုဆာမူရာနီရဲ့စီကံကြီးမှုနဲ့အမျိုးသမီးဇက်ကောင်တွေရဲ့တိမ်မွေ့ပင်မဲ့ခိုင်မာတဲ့စိတ်ဓာတ်တွေကိုအကောင်းဆုံးခံစားရမှာဖြစ်ပါတယ်။ဒီစီးရီးထဲမှာတော့စပ်ပူကူလောက်တာကိုခဏခဏမြင်ရမှာဖြစ်ပြီးအဲ့ဒီခေတ်ကလူတွေရဲ့စိတ်ဓာတ်ကိုနားလည်ဖို့အကောင်းဆုံးပြရုပ်ဖြစ်ပါတယ်။တေချင်းတရားဟာအရှက်ရခြင်းနဲ့ပုံမြတ်တဲ့ဆိုတဲ့ဆာမူရိုင်းတို့ရဲ့ဘူရှိတို့ကိုအပြည့်အဝဖော်ပြထားတာပါ။ဒီရဲတိုက်ကြီးကိုတိစောက်ခဲ့တဲ့ထိုင်ကိုကွယ်လွန်ပြီးရဲ့နောက်မှာသူ့ရဲ့ဇနီးတဲ့နဲ့တားငယ်လေးကဒီရဲတိုက်ထဲမှာပဲခံတက်လုပ်ပြီးနေထိုင်ခဲ့ကြပါတယ်။ရှိုးကွန်းဇလန်ထဲမှာပါတဲ့အီရှီဒိုကာဇုနာရီဟာလည်းတမိုင်းမှာအီရှီဒါမာဆွနာရီဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတိုကူဂါဝါကိုအပြင်းထန်ဆုံးပြိုင်ခဲ့တဲ့သူပါ။သူတို့ရဲ့အားပြိုင်မှုက1600ပြည့်နှစ်မှာဖြစ်ပွားခဲ့တဲ့ဆယ်ကီကာဟာရာတိုက်ပွဲမှာအဆုံးဖြတ်ပေးခဲ့ပါတယ်။ရှိုးကွန်းကိုဒီတိုင်းကြည့်ရင်လည်းကောင်းပေမဲ့ဒီတမိုင်းနောက်ခံလေးတွေကိုနည်းနည်းလောက်တည်ထားမယ်ဆိုရင်ဇလန်တွေကနိုင်ငံရေးကစားကွက်တွေကိုပိုပြီးခန်းစားနိုင်ပါလိမ့်မယ်ခင်ဗျ။ခုလိုဆာကူရာပွင့်နေရာဒီမှာရဲတိုက်ကြီးကိုကြည့်ရတာပိုပြီးခန်းစားချက်ရှိပါတယ်။ဆာကူရာဘန်းတွေကပွင့်ပြီးရင်ခဏချင်းမှာပဲကျွေးလွန်သွားတတ်ကြတဲ့အတွက်ဆာမူရိုင်းတွေကသူတို့ရဲ့ဘဝကိုဒီဘန်းလေးတွေနဲ့နိုင်ရှင်လေးရှိကြပါတယ်။လှပစာပွင့်ပြီးတင့်တယ်စာကျွေးလင်းခြင်းဆိုတာသူတို့ရဲ့အတွေးခေါ်တစ်ခုပါ။ဒါကြောင့်ဒီစီးရီးကိုကြည့်တဲ့အခါဒါဟာတာမန်တိုက်ခိုက်ရေးဇလန်တစ်ခုတည်းမဟုတ်ပဲဂျပန်လူမျိုးတွေရဲ့စိတ်ဓာတ်နိုင်ငံရေးပြည်ရဲ့နဲ့ကဘာကြီးရဲ့အလေပြောင်းတွေကိုပေါင်းဆက်ရိုက်ပြထားတဲ့လက်ရာတစ်ခုဆိုတာသိထားရင်ပို့ပြီးတော့အရသာရှိစေမှာပါ။အိုဆာကာရဲတဲ့ရင်ပြင်မှာဆာကူရာဘန်းတွေကြားကျွန်တော်နဲ့အတူလမ်းလျှောက်ရင်းရှိုးကုန်းရုပ်ရှင်ကိုခန်းစားကြည့်ဖို့အားလုံးကိုတိုက်တွန်းခြင်းပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။အားလုံးပဲနောက်မှပြန်လည်ဆုံတွေ့ကြတာပေါ့။